တော်များ3000ဆိုတာ item အကြီးတကွက်စာတက်ကိုပို့တယ်ဆိုတော့ဒီပွဲမှာဒီ pro e-sport အနေနဲ့လေဂိမ်းပိုင်းခြားမှာလဲ pure match man ကပြောရမယ်ဆို quality ရဲ့ jungler ပဲပါတာဂိုးလိမ့်မှာမပါဘူးအဲ့တော့ရီဇရှင်ကလည်းအဆင်ပြေမနေဘူးဆိုတဲ့ကဏ္ဍမှာ item 3ကွက်ပဲပြီးသေးတယ်ကျွန်တော်တို့ဘက်မှာ hand item ကလုံးဝ full item ဖြစ်ဖို့တကွက်ပဲလိုရတယ်ဆိုတော့အရင်တော့အဆင်မပြေတော့ဘူးဗျာနောက်မှာfootball rate တွေကြားထဲမှာဂျက်ကလာရုပ်ထည့်ရခဲ့တယ်ဗျာတကယ်ပြန်ပေးတယ်ဆိုပေမဲ့လည်းဟမ်တောက်လျှောက်ပဲ damage ပေးလက်တဘောထပ်ပေးနေတယ်ဗျတပကင်းနဲ့တူဟမ်ဒီတပွဲလုံးမှာအားလုံးလိုက်ပြီးတော့ရှင်းနေတာဗျာတကယ်ပဲနော်ကျွန်တော်တို့ hero key တွေတောက်လျှောက်ကိုအပေါ်အောက်အလဲတွေပြန်ပြီးတော့ရှင်းနေရင်းနဲ့ပဲ Parrot Tower သွားချိုးနေတာတော့မဟုတ်ဘူးဗျာနော်ခါလေးကိုသွားချိုးနေတာပါဟုတ်ပါတယ်နော် Parrot Tower ကိုသွားဖြိုနေတာမဟုတ်ဘူးတစ်ဖက်က pro e-sport ရဲ့ခမာသင်းရဲ့ throne ကိုရိုက်ခွဲပြနေနေတဲ့ game number 2မှာပါ Clay Sweet နဲ့အတူကျွန်တော်တို့ရဲ့ Yago Glady ကိုနောက်ထပ် knockout stage ကိုတော့လွတ်လွတ်ကျွတ်ကျွတ်နဲ့ပဲတက်လန်းသွားလို့ top 8ဆိုတဲ့နေရာကိုတော့ဒီတစ်ခေါက်ကျွန်တော် MSC 2026မှာတက်လန်းသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဗျာ Oh my god hey ကဲကောင်းနေတာမဟုတ်ဘူးနော် hey ဟန်ကောင်းနေတာ